ရတဲ့အချိန်မှာလူကြီးရဲ့သဘောတူတဲ့ကိုစောဆိုတဲ့သူနဲ့မမိုးလက်ထက်လိုက်ရပါပြီဒီတစ်ခါတော့ကိုလာလေရင်ကိုစောကိုပါခေါ်လာခဲ့မယ်နော်တကယ်တော့ချစ်တာနဲ့လက်ထက်တာဟာတခြားစီပါကိုကြီးမမိုးလေမမိုးကိုကြီးကိုဘယ်တော့မှမနေပါဘူးကိုကြီးနော် အပြောကျွယ်လိုက်ရင်လားမြို့ကြီးသူရဲ့အပြောကျွယ်လိုက်ရင်လားဗျာဟမ်ခုတော့မင်းလက်ထပ်သွားပြီပေါ့မင်းလက်ထပ်သွားပြီပေါ့ဟင်မမိုးမုံမဲ့မုံရင်လေခေါ်ဒီကတော်သားအသိနုတဲ့တော်သားရိုင်းဆိုင်လေးကိုချေပြတယ်ပုံမှာအတန်းနဲ့တောင်းမှခဲ့ရဲ့နဲ့မမိုးကျုပ်တန်းနဲ့တောင်းမှခဲ့ရဲ့နဲ့ဗျာအခုတော့